ဆိုတဲ့ယူမီဘာရှင်းလေးရပါတော့အဲ့ဒါလေးဖောက်မှာပါဒါရချင်တယ်ဆိုတော့ဒါရချင်တယ်ဒါရချင်တယ်ဒါလေးကြိုက်တယ်ဒီတောင်းဖို့လေဒါလေးရပါဒါရပါလိမ့်ဖောက်ပါပြီပန်းအောင်လေဆရာလေးမောင်ချစ်ဆရာလေးဟာခဲလာအဲ့လိုချိုးကောင်းဒါယူမီ version 1နောက်က Yumi version 3 ထက်ကို version 1 က design လေးပိုကြိုက်တယ်ပေါ့နော်။အဲ့တော့သူ့အမွှေးလေးတွေကလည်းဟိုနုနုညံ့ညံ့လေးနဲ့အဲ့လိုအိလေးပေါ့နော်။ဟိုပျော့လေး။ဒီမျက်လုံးကလည်းသူကအဲ့သူ့ထူကြချက်ကဒီ Yumi ရဲ့ထူကြချက်ကမျက်လုံး3မျိုးလှည့်လို့ရတာပေါ့နော်။တခြားအဲ့ Yogi တို့ဘာလို့ဆိုအဲ့လိုမျက်လုံးလေးလှည့်မရဘူးပေါ့နော်။ဒါဆိုရင်ကိုကအဲ့လိုဒါလေးလှည့်လိုက်ရင်မသိတခြားအယုတ်လိုပါလို့ဖြစ်သွားတာပေါ့နော်။အဲ့ဒါလေးကြိုက်လို့ကတ်လေးပြပါမယ်။တော့ marshmallow ဘန်နီရောက်တယ် marshmallow နက်လေးဟိုအနက်လည်းမှုရဲဆိုတာမယုံဘူးပေါ့နော်တကယ်နက်မှုလေးနောက်မှအနက်ပြောက်သွားမလားတော့မသိဘူးလောလောဆယ်တော့အဲ့ marshmallow လိုရင်မှုရဲအနက်လေးကပါတယ်တော့မှုရဲဒီမျက်လုံးလေးကြာတယ်ဒါနံပါတ်2ဒီ blind mouse ကတော့ကျွန်မပူစားပြီးတော့ဝယ်ခိုင်းတာပေါ့နော်ဒါကျွန်မမဆန်တယ်မဟုတ်တဲ့အတွက်ပို့ပြောပါတယ်ဒါလေးလက်ဆောင်ရလို့ပါကြည့်ပြီလို့ကျေးဇူးပါအားလုံးပဲတက်